ကြောက်သေးကိုလွန့်ထွက်သွားတဲ့ဝမ်လင်ကခုတစ်ခုတည်းမှာမိတ်မျောနေရကနေနိုးလာပါတယ်သူ့ရဲ့ဘေးမှာထူးဆန်းတဲ့ပတိစေးတစ်ခုရှိနေပြီးတော့ဝမ်လင်ကပတိစေးကိုထိကြည့်လိုက်တဲ့အခါပတိစေးတွေကအိမ်မက်ကဘာတဲကိုရောက်ရှိသွားပါတော့တယ်ပတိစေးထဲမှာရှိနေတဲ့စစ်တူနန်ကဝမ်လင်ရှိမှပေါ်လာခဲ့ပြီးတော့မင်းရောက်လာပြီလားဒီလိုနေ့ကိုနောက်ဆုံးတော့ရောက်လာခဲ့ပြီဆိုကအားရပါရထားကြီးပါတော့တယ်နှစ်ပေါင်း1000ကြာအောင်ပတိစေးထဲမှာပိတ်မိနေခဲ့တဲ့စစ်တူနန်ကသူ့လွတ်မြောက်တော့မှကြောင်းအချင်းနဲ့ကြီးချင်းနဲ့နေပါတယ်ချက်ချင်းဆိုသလိုပဲပတိစေးကရွေးချယ်ခဲ့တဲ့ဝမ်လင်ရဲ့ခန္ဓာကိုယ်ကိုလူယူပါတော့တယ်ဘလကူကူရမယ်ထင်ပေမဲ့လုံးဝလူမရတာကြောင့်စစ်ထူနန်ကတော်တော်ကြီးကိုစိတ်ပြတ်နေပါတယ်။ချိန်ပေါင်းများစွာလူယူပေမဲ့မရတဲ့အဆုံးမှာတော့လက်လျှော့လိုက်ရပါတော့တယ်။အရေးအချင်းညံဖြစ်လို့နဲ့လူသားကိုရွေးချယ်ခဲ့တာကြောင့်စစ်ထူနန်ကပတိစေးကိုအပြစ်တင်နေပါတယ်။ဝမ်လင်သာဆွမ်းအားရှိလာပြီးသူ့ကိုခေါ်ထုတ်သွားဖို့စောင့်နေမယ်ဆိုရင်ကျူးချွဲကြိုတောင်ပြက်နေလောက်ပြီလို့စိတ်ပြက်လက်ပြက်ညီးတွားနေပါတယ်။ဝမ်လင်ကတော့သူ့ကိုယ်သူမိတ်ဆက်လိုက်ပြီးဝိဆာနဲ့ကြင်ကြင်ကျင်တာဖြစ်ကြောင်းနဲ့သူ့မှာသာဆွမ်းအားရှိလာရင်စစ်ထူနန်ကိုခေါ်ထုတ်ပေးမယ်လို့ပြောလိုက်ပါတယ်။စစ်ထူနန်ကတော့ကိုယ့်အရေးချင်းကိုမသိတဲ့ဝမ်လင်ကိုအိမ်မက်ကဘာကနေမောင်းထုတ်လိုက်ပါတယ်။ကိုရဲရောက်နေတဲ့ဝမ်လင်ကိုဟန်ရွက်ကရဲ့တပည့်တယောက်ကသူ့မိဘတွေစီကိုပြန်ခေါ်သွားပါတယ်။ဝမ်လင်ရဲ့အမေကတော့ဝမ်လင်သူ့ကိုယ်သူတက်တည်ရတဲ့နာကြောင့်ဝမ်လင်ကိုဖက်ကငိုကြွေးနေပါတယ်။အဲ့ဒီအချိန်မှာပဲအကြီးအကဲဆုံးကဝမ်လင်ရဲ့ဇွဲလုံးလာကိုကိုင်းကျုပ်ကအတိမတ်ပြူတာကြောင့်ချွင်းချက်အနေနဲ့နာမည်ကန်တပည့်အဖြစ်လက်ခံလိုက်ကြောင်းတရင်ကောင်းပြောပါတယ်။ဝမ်လင်ကလည်းချက်ချိန်မဲ့လက်ခံလိုက်တာကြောင့်အကြီးအကဲဆုံးကသူ့တပည့်ကျန်းခွန်ကိုနာမည်ကန်တပည့်တွေထားတဲ့နေရာကိုလိုက်ပို့ခံလိုက်ပါတယ်။ကျန်းခွန်ကဂိုင်းတွင်းတပည့်တွေရဲ့အဝတ်စားအရောင်နဲ့လိုက်ကဂိုင်းအတွင်းစင်တန်းကိုခွဲခြားထားကြောင်းရှင်းပြပါတယ်။အဖြူရောင်ကအမြင့်ဆုံးဖြစ်ပြီးအနီရောင်နဲ့အဝါရောင်ကတော့နောက်မှအစင်လိုက်ရှိကမိခိုးရောင်ကတော့နာမည်ကန်တပည့်တွေအတွက်ဖြစ်ကြောင်းရှင်းပြပါတယ်။နာမည်ကန်တပည့်တွေနေတဲ့နေရာကိုရောက်တဲ့အခါကျန်းခွန်ကနာမည်ကန်တပည့်တွေကိုအုပ်ချုပ်ရတဲ့အကြီးအကဲရှိုးလန်ထံကိုဝမ်လင်ကိုအနံသွားပါတယ်။အဆောင်ထဲဝင်လိုက်တဲ့အခါလောင်ကစားလုပ်နေကြတဲ့နာမည်ကန်တပည့်သက်တိုက်ကိုတွေ့လိုက်ရပါတော့တယ်။ရှိုးလန်ကဝမ်လင်ကိုအဲ့ရခင်ယူခိုင်းပြီးတော့တင့်တော်တဲ့နေရာမှာအိပ်ဖို့ပြောလိုက်ပါတယ်။လူတွေလေးဝမ်လင်ကဘယ်နေရာကိုနေရမယ်မသိဖြစ်နေတာကြောင့်ဆရာတူအကိုကြီးကျန်းဟူကအဲ့ရမယ့်နေရာကိုချပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရှိုးလန်ကမနှက်ပြန်လုပ်ရမယ့်အလုပ်တွေအတွက်တစိပ်ပြားတွေကိုဇပွဲပေါ်တင်ကရွေးခိုင်းတာကြောင့်တပည့်တွေလည်းအလူအယက်ရွေးယူကြပါတော့တယ်။ရှိုးလန်ကကျန်းဟူကိုတော့သူဖွက်ထားတဲ့အသက်တာဆုံးတစိပ်ပြားကိုပေးလိုက်ပါတယ်။ဝမ်လင်ကတော့ဘယ်သူမှမလိုချင်တဲ့ရေထည့်ရမယ့်တစိပ်ပြားကိုပဲရလိုက်ပါတယ်။9ရက်အတွင်းအလုပ်ပြီးအောင်မလုပ်နိုင်ရင်ဂိုင်းကနေနေထုတ်ခံရဖို့တင်ပြမှာမှုတေချာလုပ်ကြဖို့ရှိုးလန်ကအမှားနေပါတယ်။တကယ်တော့နာမည်ကန်တပည့်ဆိုတာနာမည်အတိုင်းပဲနာမည်ကန်သာရှိပြီးတော့ကြင့်ကြံလို့မရပဲဂိုင်းရဲ့တောက်တုံမရတွေလုပ်ရတဲ့သူတွေတာဖြစ်ပါတယ်။ဒါကိုမသိတဲ့ဝမ်လင်ကအလုပ်တွေအားလုံးပြီးသွားရင်ကြင့်ကြံလို့ရမလားလို့မေးတဲ့အခါအကုန်လုံးကဝိုင်းကြီးကြပါတယ်။ရှိုးလန်ကတော့ကိုယ့်အလုပ်ကိုသာတာဝန်ကျအောင်လုပ်ဖို့ပြောပြီးထွက်သွားပါတယ်။ညရောက်တော့ဝမ်လင်ကရေထဲရတဲ့အနီရောင်တစိပ်ပြားကိုဘာလို့မေးကြတာလဲလို့ကျန်းဟူကိုမေးတော့မနှက်ပြန်ကြရင်သိလိမ့်မယ်လို့သာပြောပါတယ်။မနှက်ရောက်တော့ဝမ်လင်မြင်လိုက်ရတာကသူ့ထက်အဆပေါင်းများစွာကြီးနေတဲ့အေယာမရေကန်ကြီးတွေဖြစ်နေပါတယ်။တာမန်လူတယောက်အနေနဲ့ဆိုရင်ရေကန်တွေကို9ရက်နဲ့အပြည့်ဖြည့်ဖို့ကလုံးဝမဖြစ်နိုင်ပါဘူး။ဒါပေမဲ့ဝမ်လင်ကတော့စိတ်တက်မကြပဲရေကိုတထမ်းပြီးတထမ်းဖြည့်နေပါတယ်။သူတနေကုန်ထားနေတာတောင်ရေကန်ရဲ့အလေလောက်တောင်မပြည့်ပေမဲ့ဝမ်လင်ကတော့6ရက်ကျန်နေတာမို့ကိစ္စမရှိကြောင်းကိုအားပေးနေပါတယ်။တစ်သားပပူးထုပြီးတော့စာရီတာကြက်ခဲ့တာကြောင့်အလုတ်ကျန်းသမားမဟုတ်တဲ့ဝမ်လင်ကတဖြည်းဖြည်းနဲ့လက်တွေတန်ရာရကတွေးထွက်လာပါတော့တယ်။ရုတ်တရက်ကူလေးကအကြောင်းကိုပြန်တွေးမိသွားပြီးတော့ပတိစေကတန်ရာကူတာပေးနိုင်ကြောင်းတတိယသွားကပတိစေကိုရေပုံးနဲ့ထည့်ပြီးတော့လက်ဆိုင်ကြည့်လိုက်ပါတယ်။ပတိစေကတကယ်ပဲတန်ရာတွေကိုကူတာပေးနိုင်ခဲ့ပါတယ်။ရေကိုတောက်ကြည့်လိုက်တဲ့အခါတကိုယ်လုံးပေါ့ပါလန်းဆန်သွားပြီးပင်ပန်းတာတွေပါပျောက်ကုန်ပါတယ်။တစ်ဖက်မှာတော့အနက်ရောင်ဝေယုံခြုံထားတဲ့လူတစ်ယောက်ကရှိုးလန်ကိုအမိန့်ပေးနေပါတယ်။နာမည်ခံတပည့်တွေကဘာအစွမ်းစားမှမရှိပေမဲ့တနေကုန်တောင်ကြားမှာလှည့်လည်တော်လာနေရတာကြောင့်အစွမ်းရှိရဲ့ရနာတခုရလာတဲ့အခါသူ့ကိုအရင်ဆက်သားရမယ်လို့ပြောနေပါတယ်။ရှိုးလန်ကလည်းရတာနဲ့ချက်ချင်းဆက်သားမှာဖြစ်ကြောင်းပြောလိုက်ပါတယ်။နောက်တနေ့မနေ့မှာတော့ဝမ်လင်ကနှင်းဟာရေရဲ့နှစ်သားတာဖြစ်တာကြောင့်နှင်းနေတာဆိုရင်ပိုဆန်းတော်မယ်ထင်တာကြောင့်နှင်းရီကိုလိုက်စုဆောင်နေပါတယ်။နှင်းရီထည့်ထားတဲ့ဘူးကိုပတိစစ်ထဲကတောက်ကြည့်လိုက်တော့တကယ်ပဲအကျိုးသက်ရောက်မှုများတာကိုတွေ့လဲရပါတယ်။အရေးအချင်းမရှိပေမဲ့ညံလေးတော့ကောင်းနေတာကြောင့်စစ်ထူနန်ကလည်းဝမ်လင်ကိုသဘောကျတာပြုလာပါတယ်။ရှီရီကိုမပန်းထမ်းနိုင်တဲ့အပြင်ပြေးပြီးပါထမ်းပြနေတာကြောင့်ရှိုးလန်ကဝမ်လင်ကိုတနေ့ရက်ဝင်လာပါတော့တယ်။ရေကန်ကြီးတွေကိုလည်းတကန်မိတကန်ဝမ်လင်ကစတိုက်ဖြစ်နေပြီး9ရက်မီပြီးဖို့ကြိုးစားနေပါတယ်။ရေထမ်းတာ4ရက်ပဲရှိပေမဲ့ကန်ကြီးတွေကိုမြင်းမြန်းဆက်ဆန်းရေဖြစ်ပြနေတာကြောင့်ရှိုးလန်ကပို့ပြီးတော့တနေ့ရက်ဝင်လာကနောက်ွယ်ကနေချောင်းမြောင်းဆက်စုနေပါတယ်။ဝမ်လင်ရေဖြစ်ပြီးပြန်လာတော့မှပဲရှိုးလန်ကဝမ်လင်ကိုနောက်ကနေရုတ်တရက်တိုက်ခိုက်လိုက်ပြီးဘလူရနာတွေဖွက်ထားလဲဆိုတာကိုအတင်းအကျပ်မေးမြန်းနေပါတယ်။ဝမ်လင်ကဘာရနာမှမရှိကြောင်းပြောတော့ဝမ်လင်ကိုခြေထောက်နဲ့တက်နေပြီးဂိုင်းမှာရှိနေတဲ့ရွေသူ့ခြေထောက်အောက်မှာပဲနင်းချခံရမယ်လို့ပြောကအနိုင်ကျင့်နေပါတယ်။
ဝါလင်ကတီးခတ်နေပေမဲ့စစ်ထုနန်ကတော့မခံမရနိုင်ဖြစ်ပြီးဘာလို့ပြန်မချရလဲလို့မေးလိုက်ပါတယ်။ဝါလင်ကအခုလိုအနိုင်ကျင့်ခံရတာကိုစိတ်ရင်းမှတ်ထားကြောင်းနဲ့ဝိဆာနတာဖြစ်မဲ့ဆိုရင်ထပ်တီးခံနိုင်သေးကြောင်းပြောပြပါတယ်။ဝါလင်ကခံနိုင်ပေမဲ့စစ်ထုနန်ကအကြည့်မနေနိုင်တာကြောင့်ဝိဆာနဖြစ်အောင်ကြင်ကြံမိမယ်လို့သဘောတူလိုက်ပါတယ်။ပထမဦးဆုံးအနေနဲ့ဝိညာဉ်အရေးမြစ်တမ်းမအောင်လေ့ကျင့်ပေးရမှာဖြစ်ပြီးထန်းနီပတိစေကတိမ်တိုက်ဖက်နှခုလေးနေပြီလေလို့ဝါလင်ကိုမေးလိုက်ပါတယ်။ဝါလင်ကကိုကုလေးနေကြောင်းပြောတော့စတင်ကြင်ကြံမှုဆိုရင်တဆင့်လိုသေးကြောင်းစစ်ထုနန်ကပြန်ပြောပါတယ်။နှင်းရည်တွေများများစုဆောင်ပြီးထန်းနီပတိစေရဲ့ရေကုန်တက်တီကိုအစိတ်မြင့်တင်ဖို့ဝါလင်ကိုပြောလိုက်ပါတယ်။ဝါလင်ကလည်းနှင်းရည်တွေကိုစူးစမ်းပြီးတော့စုဆောင်ပါတော့တယ်။အေးများစွာစုဆောင်ပြီးနောက်ထန်းနီပတိစေရဲ့ရေကုန်တက်တီကလည်းပြည့်စုံသွားပါတယ်။ဒါကြောင့်ကျင့်ကြံလို့ရသွားပြီးစစ်ထုနန်ကကျင့်ကြံခြင်းအဆင့်တွေအကြောင်းကိုရှင်းပြပါတယ်။ကျင့်ကြံခြင်းရဲ့ပထမပုံအဆင့်တွေကတော့ခြေစုဆောင်ခြင်း၊အောမြင့်တိဆောက်ခြင်းအမြုပ်တွေဖွဲ့ခြင်းတတိတားတဲခြင်းစိတ်ဝိညာဉ်ပြောင်းလဲခြင်းတတိတားပြောင်းခြင်းအိုမေးခြင်းအားလုံးပေါင်း9ခုရှိပါတယ်။တစ်ဆက်တည်းမှာပဲခြေစုဆောင်ခြင်းမှန်တန်3ခုကိုစစ်ထုနန်ကသင်ကြားပေးပါတယ်။ပတိစေရဲ့အပြင်ဘက်မှာတနာရီဆိုရင်ပတိစေထဲမှာက10နာရီဖြစ်တာမို့ထန်းနီပတိစေရဲ့အချိန်ကမူလအချိန်ရဲ့10ဆဖြစ်ပါတယ်။ဒါကြောင့်ဝါလင်ရဲ့လူသားခန္ဓာကိုယ်အတွက်ကျင့်ကြံခြင်းအများကြီးရစေမှာဖြစ်ကြောင်းစစ်ထုနန်ကရှင်းပြနေပါတယ်။အခုရပိုင်းရှိုးလန်ကရွှန်တောက်ကိုင်းနဲ့အနီးနှောပလဲဝဲပြင်ဆင်နေတာကြောင့်ဝါလင်တို့ရဲ့အမိခံအဖွဲ့ကိုအနိုင်ကျင့်မှုအချိန်မရဖြစ်နေတာကြောင့်ဝါလင်တို့အဖွဲ့တက်တရရနေပါတယ်။ရွှန်တောက်ကိုင်းနဲ့ဟန်ရွက်ကိုင်းတို့ကအပေါ်ရံမှာဆက်ဆံရေးကောင်းပေမဲ့နောက်ွယ်မှာတော့အမြဲရှင်ပြန်နေကြတာပါ။အရင်နှစ်ကပြန်ပွဲမှာဆိုရင်ဟန်ရွက်ကိုင်းကတပည့်တွေအကုန်ရှုံးသွားခဲ့ပါတယ်။အကြီးအကဲဆုံးကလည်းရွှန်တောက်ကိုင်းနဲ့ပညာပြိုင်ပွဲနီးကပ်လာတာကြောင့်နာမည်ခံတပည့်တွေကတယောက်ကိုရွေးချယ်ပြီးအဝါရံဖို့တပည့်အဖြစ်အစိမ့်မြင့်တင်ပြီးမှဖြစ်ကြောင်းပြောနေပါတယ်။နာမည်ခံတပည့်တွေကလည်းသူတို့ကိုရွေးချယ်ဖို့အပြိုင်အဆိုင်ပြောနေကြပါတယ်။အကြီးအကဲဆုံးကလည်းအရေးအချင်းညံပြင်းပေမဲ့ဇွဲကောင်းတဲ့ဝါလင်ကိုရွေးချယ်လိုတာကြောင့်ဝါလင်ကိုသူတို့ရဲ့လုပ်ဖို့ဆန္ဒရှိမရှိမေးပါတယ်။နာမည်ခံတပည့်တွေကတော့ဝါစင်အရာသူတို့နောက်မှာရှိတဲ့အပြင်သူတို့လောက်တောင်အရေးချင်းမရှိတဲ့ဝါလင်ကိုရွေးသားတာကြောင့်အံ့ဩနေကြပါတယ်။ဆရာတူအကိုချမ်းဟူကကြောင်တောင်လုံးနေတဲ့ဝါလင်ကိုလက်နဲ့ပုတ်ကမြင်မြန်လက်ခံမှုတတိပေးလိုက်တာကြောင့်ဝါလင်လည်းလက်ခံလိုက်ပါတယ်။တပည့်ဖြစ်သွားတော့အကြီးအကဲဆုံးကတိုးလောင်အိတ်တလုံးနဲ့ဆေးရီကိုလက်ဆောင်ပေးပါတယ်။ဒါဟာသူတို့ဟန်ရွက်ကရဲ့တပည့်လက်ခံတဲ့အခါပေးရတဲ့အစဉ်လာဖြစ်ကြောင်းပြောပါတယ်။ဝါလင်ကလည်းအကြီးအကဲဆုံးပေးတဲ့ဆေးကိုချက်ချင်းပဲတောက်လိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဝါလင်ကဆွမ်းငင်ဟာအတက်ကိုကျင့်ကြံအောင်မြင်သွားပါတယ်။စစ်ထုနန်ကတော့ဗဒီစီထဲမှာကျင့်ကြံလာတော့ချီစုဆောင်နဲ့ပထမအဆင့်သာရောက်ရုံပဲရှိသေးတာကြောင့်ဆွမ်းငင်ဟာအတက်လေးတက်တာကအရင်မကောင်းပေမဲ့မဆိုးကြောင်းချီးကျူးပါတယ်။ပြင်ပကဘာမှာတော့ရှိုးလန်ကထိမ့်ပိတ်တာတရားခုတ်ဖို့သဘောတူထားပေမဲ့ပိတ်တာတစ်ထောင်တိုးလိုက်တာကြောင့်ကျန်းဟူကမကြင်မနှက်ဖြစ်နေပါတယ်။ဂိုင်းကျုပ်ကိုတိုင်ပြောဖို့ထွက်သွားဖို့လုပ်တဲ့အခါရှိုးလန်ကကျန်းဟူကိုဓာတ်နဲ့စတင်တိုက်ခိုက်ပါတယ်။မင်းလုံးပြရစိတ်တသားကောင်ကတေသွားရင်တော့ဂိုင်းကျုပ်ကတိမဲ့ထင်နေလားဆိုပြီးကျန်းဟူကိုအသေးသက်ဖို့လုပ်ပါတယ်။အဲ့ဒီအချိန်မှာပဲဝမ်လင်ကဝင်တိုက်ခိုက်ပြီးတော့ကျန်းဟူကိုကာကွယ်ပေးလိုက်ပါတယ်။ဂိုင်းတို့အချင်းချင်းအနိုင်မကျင့်ဖို့ဝမ်လင်ကပြောပေမဲ့ရှိုးလန်ကလက်မခံပဲဝမ်လင်ကိုစတင်တိုက်ခိုက်ပါတယ်။ရှိုးလန်ကဝမ်လင်ကိုဓားပြန်နဲ့တိုက်ခိုက်ပေမဲ့ဝမ်လင်ကရှောင်းလိုက်ပြီးတော့ရှိုးလန်နောက်ကျောကိုတိုက်ခိုက်လိုက်တာကြောင့်ရှိုးလန်ကလွတ်ထွက်သွားပါတယ်။အရင်ကစရင်အောင်တွေချင်းစရာရှိနေတဲ့ဝမ်လင်ကလည်းရှိုးလန်ကိုအသေးသက်ဖို့ကြိုးစားပါတော့တယ်။အဲ့ဒီအချိန်မှာပဲရှိုးလန်ရဲ့နောက်ကျောကိုကျန်းဟူကဓာတ်နဲ့ထိုးကတပ်ပစ်လိုက်ပါတယ်။ဒါကတော့အပိုင်းနဲ့ဖြစ်ပါတယ်။အပိုင်း3ကိုနောက်နေ့မှာဆက်တင်ပြီးသွားပါမယ်။